ပတ်ကြီး mobile 4.1 အတိတ်မှာပါဝင်လာမယ့်ချက်တွေနဲ့ပြောင်းလဲသွားမယ့်အချက်10ချက်အားလုံးပဲမင်္ဂလာပါဘာဖတ် gaming tv ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီလာပြောပြပေးသွားမှာတော့ကျွန်တော်တို့ 4.1 အတိတ်မှာပါဝင်လာမယ့်ချက်တွေနဲ့ပြောင်းသွားမယ့်ချက်10ချက်ကိုကျွန်တော်ဒီဗီဒီယိုမှာဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာပါဝင်လာမယ့်ချက်တွေကကျွန်တော်တို့နောက်စီစဉ်ကြရင်သုံးဝင်လာမှာဖြစ်တဲ့အတွက်တကယ်ချင်းအနေနဲ့သေချာလေးကြည့်ပေးကြပါနံပါတ်1ချက်ကျွန်တော်တို့ EN ကမ္ဘာမှာအခုလိုမျိုးပြေးဆွဲနေတဲ့တန်ကြက်ကကားယူမြင်တွေ့ရမှာဖြစ်ပြီးတော့ကျွန်တော်တို့တနက်နဲ့ဝိုင်းပြစ်မယ်ဆိုရင်ကားပေါ်ကနေကျွန်တော်တို့အထောက်လေးတွေချပေးမှာဖြစ်ပြီးတော့အဲ့ဒီအမှာတစ်ဆင့်ကျွန်တော်တို့တနက်တွေရရှိမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ mobile version ကအခုမှကျွန်တော်တို့စတင်မြင်တွေ့ရမှာဖြစ်ပြီးတော့ PC version မှာဆိုရင်တော့ကျွန်တော်တို့2018 2019လောက်တည်းဗျာဒီ feature ကပါဝင်နေပြီပဲဖြစ်ပါတယ်နံပါတ်2အချက် Magic Eye Scatter ဆိုတဲ့ item တစ်ခုကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပြီးဒီ item ကိုအသုံးပြုလိုက်မယ်ဆိုရင်ကျွန်တော်တို့လေးပေါ်မှာအချိန်တိုင်းတာတစ်ခုထိလမ်းလျှောက်လို့ရပြီးတော့ကိုလျှောက်လိုက်တဲ့နေရာတွေကရေခွဲအကွက်ကွက်တွေဖြစ်ပြီးတတိုင်းတစ်ခုဖြစ်သွားမှာပဲဖြစ်ပါတယ်နောက်စီစဉ်မှာပါဝင်လာမယ့် feature တွေမှာကျွန်တော်အနေနဲ့ဒီချက်ကိုတော့အကြိုက်ဆုံးပဲဗျာကျွန်တော်လေးပေါ်တွေပြန်ပြီးတော့အလှကွက်တွေပြလို့ရမှာပဲဖြစ်ပါတယ်နံပါတ်3အချက်ကျွန်တော်တို့ပင်ကွင်းပုံစံ barricade အသစ်တစ်ခုကိုကွင်းထဲမှာမြင်တွေ့ရမှာဖြစ်ပြီးတော့ကျွန်တော်တို့ဒီbarricade ကနေပြီးတော့နှင်းလုံးလေးတွေထုတ်လို့ရမယ်ဒီ barricade ကကျွန်တော်တို့ရေထဲမှာရောကုန်းပေါ်မှာမောင်းလို့ရမှာဖြစ်တဲ့အတွက်တော်တော်လေးတော့လမ်းပါတယ်နံပါတ်4အချက်ကျွန်တော်တို့ပွဲထဲမှာရေခဲတွေလုံးဝဖုံးနေတဲ့ကာတလက်ကိုမြင်တွေ့ရမှာဖြစ်ပြီးတော့တော်တော်လေးတော့လှပါတယ်ကျွန်တော်တို့သူ့ရဲ့အသုံးဝင်ပုံကဘာလဲလဲဆိုရင်ကျွန်တော်တို့ရန်သူကိုပဲထိထိဒါမှမဟုတ်ကျွန်တော်တို့ကြမ်းမြုံပဲထိထိပြထိသွားတဲ့နေရာအနီးတစ်ဝိုက်မှာကျွန်တော်တို့ရေခဲပြင်ပေါ်လာမှာဖြစ်ပြီးတော့ရန်သူကိုဒဏ်မိတ်အနေငယ်ပေးနိုင်မယ်လို့တော့ကျွန်တော်ထင်ပါတယ်နံပါတ်5အချက်ကျွန်တော်တို့ပွဲထဲမှာချစ်ကန်စားလို့ဆိုလို့ရှိရင်ရုပ်ထုထောင်တဲ့အခါကျရင်ကျွန်တော်တို့အရင်ကလိုမဟုတ်ဘဲနဲ့ပုံစံအသစ်တစ်ခုပါဝင်လာမယ်လို့ကျွန်တော်တို့သိရှိရပါတယ်ကျွန်တော်တို့အနေထားကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တို့တော်တော်လေးတော့မိုက်တယ်ဗျချစ်ကန်စားပြီးလို့ဆိုရင်ကားတက်တဲ့တငယ်ချင်းတွေကတော့တော်တော်လေးကြိုက်မယ်လို့ထင်တယ်ဗျနံပါတ်6ချက်ကျွန်တော်တို့ EN မှာရှိတယ်ကျွန်တော်တို့ Water City ဆိုတဲ့မြို့လေးကလုံးဝအရင်ကနဲ့မတူအောင်ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ O player တွေတော်တော်တကယ်ပဲစိတ်မကောင်းစရာပါเนาะအရင်အမှတ်တရလေးတွေဖြည်းဖြည်းနဲ့ပတ်ကြည့်ထဲမှာလည်းပျောက်ကွယ်လာပြီဗျာဒါပေမဲ့ပြောင်းလဲလာတဲ့အနေအထားတွေအသစ်တွေကိုကျွန်တော်တို့တွေကတော့အများအားကြိုးစိုးလက်ခံပြီးသားဗျာကျွန်တော်တို့မြို့လေးရဆိုရင်အရင်အထက်ပို့ပြီးတော့မိုက်သွားပြီးတော့ဗတဲ့ဆိုင်တဲ့ခါကျရင်လည်းတော်တော်လေးမိုက်တဲ့နေရာလေးတစ်ခုဖြစ်လာခဲ့ပြီဗျာနံပါတ်9ချက်ခေါင်းညက်ဆိုင်ကျွန်တော်တို့မြေပုံထဲမှာအခုလိုပင်ကွင်းနေရာလေးကိုလည်းမြင်တွေ့ရမယ်နောက်ပြီးတော့ကျွန်တော်တို့သပင်တွေရမ်းရှုပ်ပွားနေဆိုရင်ကျွန်တော်တို့သပင်ကေပြောင်းလဲရမယ့်နေရာလေးတစ်ခုကိုပတ်ကြည့်မိုဘိုင်းထည့်ပေးလိုက်ပြီဖြစ်ပါတယ်ဒီနေရာလေးကတော့ကျွန်တော်တို့ဟာတာအနေနဲ့အမှတ်တရလေးတွေဖန်တီးခြင်းတဲ့တွေအတွက်ဆိုရင်တော့မိုက်တယ်ဗျာကျွန်တော်တို့သပင်ကေရဆိုရင်အနီရောကျွန်တော်တို့နောက်ပြီးတော့အစိမ်းရောပြောင်းလဲရမှာပဲဖြစ်ပါတယ်နံပါတ်8အချက်ဒီချက်လေးကတော့ကျွန်တော်တို့တော်တော်လေးသုံးဝင်တဲ့အချက်လေးပဲပေါ့ဗျာကျွန်တော်တို့ကိုလူတွေနော့တဲ့ခါကြလို့ဆိုရင်ကိုနဲ့အရန်လဲဝင်းနေရနောက်ပြီးတော့ရန်သူတွေကကိုကိုဝိုင်းပြစ်နေလို့သူ့ကိုသွားကဲလို့မရဘူးဆိုလို့ဆိုရင်ဗျာကျွန်တော်တို့စေထိုးအပ်တစ်ခု9ပုံစံပေါ့နော်အဲ့ဒီစေထိုးအပ်လေးကိုကျွန်တော်ကောက်ထားမယ်ဆိုလို့ဆိုရင်ကိုတငယ်ကြီးကနော့တဲ့ခါကျရင်ကိုကအဝေးကနေလှမ်းပစ်ပေးလိုက်ရင်သူ့ဟာသူပြန်ဆေးလို့ရသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘတ်တယ်မှာတော်တော်လေးသုံးဝင်လာမယ် feature တစ်ခုပဲဖြစ်ပါတယ်နံပါတ်9အချက်ကျွန်တော်တို့ဒီအချက်လေးကအိမ်မကောင်းတဲ့သူတွေအတွက်တော်တော်လေးကိုဆင်ပြေမဲ့ချက်လေးလို့ပြောလို့ရဗျာကျွန်တော်နောက်စီစဉ်မှာဆိုရင်ကျွန်တော်တို့အိမ်ထဲမှာဆိုရင်ကျွန်တော်တို့အိမ်ဖီရှားပုံစံအသစ်တစ်ခုပါဝင်လာမှာဖြစ်ပြီးတော့ကျွန်တော်တို့အဝိုင်းပုံစံလေးပေါ့နော်ဒီဝိုင်းပုံစံလေးကိုအသုံးပြုပြီးပြစ်မယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့ပွဲထဲမှာကိုကဖုံးမကောင်းတာဖြစ်ဖြစ်အိမ်မတည့်ရတာပဲသူတွေပဲဖြစ်ဖြစ်ဗျာကျွန်တော်တို့အဝိုင်းလေးပေါ်နေတာဖြစ်အတွက်ဗျာပြစ်ရတာပို့ပြီးတော့လွယ်ကူစေမှာပဲဖြစ်ပါတယ်နံပါတ်10ကျွန်တော်တို့နှင်း rocket launcher ပေါ့နော်ဒီ launcher ဆိုရင်ကျွန်တော်တို့အခုလာမယ့် 4.1 အတိတ်မှာအသုံးဝင်ဆုံး feature ပေါ့နော် item တစ်ခုလို့တော့ပြောလို့ရတယ်ဗျ။ဘာကြောင့်ဆိုရင်ကျွန်တော်တို့လေးဘောတွေအမြင့်ပြန်လို့ရမယ်နော်ပြီးလို့ဆိုရင်ကျွန်တော်တို့လေးဘောကနေအောက်မှာရှိတဲ့ရန်သူကိုကျွန်တော်တို့နှင်းလုံးတွေနဲ့ပြစ်ပြီးတော့တိုက်ခတ်လို့ရမယ်။နောက်ပြီးတော့သူ့ရဲ့သုံးဝင်ပုံကတော်တော်လေးတော့များတယ်ဗျ။ကျွန်တော်တို့လေးဘောမှာတင်ကျွန်တော်တို့ရန်သူတွေတိုက်ခတ်လို့ရမှာမဟုတ်ဘူးဗျ။ကျွန်တော်တို့မြေအောက်မှာလည်းကျွန်တော်တို့ launcher ပုံစံမျိုးအသုံးပြုပြီးတော့ကျွန်တော်တို့ရန်သူတွေကိုတိုက်ခတ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီလောင်ချာထဲမှာထည့်တဲ့နှင်းလုံးလေးတွေအောင်ကျွန်တော်တီးတန်းကောက်ရမယ်ဗျာကျွန်တော်တို့ရန်သူတွေပြစ်လိုက်တဲ့ခါကြလို့ဆိုရင်လည်းအောက်မှာရေခဲလိုမျိုးချောပြီးတော့ဗျာအဲ့လိုຢာကြီးပေါ်လာမှာဖြစ်ပြီးတော့ကျွန်တော်တို့အဲ့ပေါ်မှာရန်သူပဲဖြစ်ဖြစ်ကိုပဲဖြစ်ဖြစ်တက်လိုက်တဲ့ဆိုလို့ဆိုရင်လုံးဝချော်နေမှာဖြစ်တယ်ဗျာကျွန်တော်ခုပြပြပေးသွားတဲ့အချက်10ချက်ထဲမှာတကယ်ရုံအနေနဲ့ဘယ်ချက်ကိုကြိုက်ဆုံးလဲဆိုတော့ကိုမမှာမှတ်ချက်ပေးခဲ့လို့ရပါတယ်အတစ်တစ်တွေနဲ့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ဗျာ UC Diamond နဲ့ Pass အကောင့်များကိုစိတ်ချစွာ Perfect Gaming TV မှာဝယ်ယူနိုင်ပါတယ်ခင်ဗျ။ယုံကြည်စိတ်ချရပြီးတော့ဈေးသက်သာစွာနဲ့ရမှာမို့လို့ကျွန်တော်ဒီဗီဒီယိုအောက်မှာ link ချတာပြပါမယ်နော်။တတိထားမှာတကူကတော့ page အတုတွေရှိတဲ့အတွက်ကျွန်တော်ပေးတဲ့ link ကပဲဝင်ပြီးတော့ဝယ်ယူကြပါလို့ဝယ်ချမ်းချကြပါမယ်နော်။ဟုတ်ကဲ့များများအားပေးကြပါ။